Wow ဆောင်းနေပပဆောင်းနေကမဟုတ်ဘူးပဲနှင်းနေကြနေအောင်အိုးဒါမိုက်တာပဲနှင်းနေမိုက်တယ် Wow ငါအလှဆင်ထားတာတအားလာတယ်ဒီမှာ Christmas ပင်လေးတွေရောပြီးရင်ဒီမှာရောဒါကြတော့ Christmas ဟိုခြေထောက်ပုံပေါ့နော်အလှဆင်ထားတယ်ဒါဘောကြီး Christmas ပုံဒီမှာကြတော့ညဘက်ငါနှင်းနေလဲဆော့ရင်မောရင်အိတ်ဖို့တွဲမှုရနှင်းမှုရလေးပြင်ထားတယ်အရမ်းမိုက်တယ်ဟုတ်မှာပန်းအောင်အသေးပုံလေးအရမ်းကြိုက်တယ်ငါကြိုက်ဆုံးပေါ့ဒီမှာစားလေးရေးထားတယ်လေမိုက်တယ်ကွာဒီဆောင်းရသည်ကတော်တော်မိုက်တာပဲဆောင်းရသည်လေးမှာငါပင်ကိုသွားရင်ကောင်းမလဲပြင်းစရာကြီးနော်ငါရဲ့ channel မှာကြတော့ဘာတွေလုပ်ရင်ကောင်းမလဲ okay နောက်ထပ်ငါရဲ့ channel မှာတစ်ခုထပ်လုပ်ရမယ် wow စားစရာတစ်ခုပေါ့စားစရာတစ်ခုရဲ့ပြီးရင်အိုးတော်တော်မိုက်တာပဲနော်အလှဆင်လာတာတော်တော်ပစ္စည်းရဆုံးတယ်ပစ္စည်းရဆုံးနေဆိုတော့ wow ဟုတ်ပြီဒီမှာမီးတုပ်ချလိုက်ပြီဒီမှာမီးတုပ်တစ်ခုဒါမီးတုပ်မဟုတ် wow တော်ပစ္စည်းဆုံးမီးတုပ်ကြီးရလဲအကျူးပဲမိုက်တယ်တော်တော်မိုက်တယ်မီးတုပ်ကြီးပြီးရင် okay ငါသိပြီငါဒီမျိုးတစ်ပတ်ပတ်ပြီးရောဘယ်နေရာတွေမှာနှင်းနေကြကျန်းနေတယ်ဆိုတာကိုလိုက်ကြည့်ရမယ် cherry နဲ့တူတူနှင်းကြတဲ့နေရာတွေကိုလိုက်ကြည့်ကြရအောင်အရင်ဆုံး cherry ကဒီဘက်လေးကိုတွားကြည့်မှာပဲဖြစ်ပါလေလမ်းတစ်လမ်းလုံးတော့နှင်းတွေကိုဖုံးနေရပဲတအားမိုက်တယ်ဆောင်းရသည်ကို cherry အရန်ကြိုက်တယ် cherry ကဘာဖြစ်လို့ cherry ဆောင်းရသည်ကိုကြိုက်လဲဆိုတော့ cherry ကဆောင်းရသည်မှာမွေးတာလေအိုး cherry အမြဲတမ်းဝယ်စားနေကြဆိုင်လေးပဲမုတ်က cherry ဝယ်စားလိုက်ပါအောင်မယ်လေမုတ်ကလေးပါလေဒီမှာ cherry ပါဝင်ကောင်းမယ် Coca-Cola တပူးယူမယ်ပြီးရင် cherry ပေါက်ဆုပ်တပူးယူမယ်ပြီးရင် cherry အဲ့လားပဲယူတော့အဲ့နှစ်ခုပဲယူလိုက်တော့မယ်နော်ကြပြီcherry ကြောက်ကွက်တကပတ်ပြီးတော့လိုက်ကြည့်နေမုတ်ကလေးဝယ်ခဲ့ပါတယ် cherry အရင်ဆုံးဘယ်ဘက်ကိုဦးတည်မလဲဆိုတော့ကြည့်ကြပါ cherry အရင်ဆုံးကစားကွင်းဘက်ကိုဦးတည်မှာပဲဖြစ်ပါတယ်ဒီကစားကွင်းဘက်ကကြတော့နှင်းတော်ထူတယ်စပိန်အောင်မနေမောင်းနေရတယ်မနေနေရတဲ့စပိန်အောင်မှာခြေထောက်တောင်ချိုးခြင်းလာပြီဒီဘက်လေးကိုကွေးလိုက်မယ်နော် cherry ကစားကွင်းမှာရမ်းကြိုက်တယ်လိုက်ကြည့်ရမယ်ចောင်းသားတွေခုချိန်တည်းတွားနေတော့မင်းမကုန်းလေးကလည်းမိုက်တယ်နော်တော်တော်မိုက်တယ်ဒီ oh my god ဟိုမှာ Christmas တပင်အကျူးပဲနင်းနေနဲ့အိုးတော်တော်လှတာပဲ wow ချီဒါလေးကိုတွားကြည့်ကြည့်ရမယ်အိုးရေကန်လေးမှာတော်တော်မိုက်တယ်ဒါလေးစီးကြည့်မယ် wow တော်တော်မိုက်တယ်ဒီလိုစောင်းရသည်မှာဒီလိုကစားကွင်းလာပြီးတော့ cherry ဆော့ရတာကို cherry ကအရန်ကြိုက်တယ်မိုက်တယ်နော်တော်တော်မိုက်တယ်အေးလိုက်တာတော်ပြီ cherry အေးတယ်သွားတော့မယ်ပြန်ပြေတဲ့ကိုပြန်ခုန်ချရမှာပဲ cherry အရန်ကြိုက်တယ် Christmas ပင်ရကျူးပဲနော် cherry တရက်လောက်ရှိတယ်ပေါ့ Christmas ပင် Spain လေးပေါ့ပြန်တက်လိုက်ပါအောင်မယ်cherry အိုးဟိုမှာအဲ့ဟာကကြတော့ cherry စပိန်ရလဲဒီပေါ်ပဲပြုတ်ကြနေ cherry တို့ cherry ကစားကွင်းဘက်ကိုလည်းသွားပြီးပြီဆိုတော့ငါဘယ်ဘက်သွားရင်ကောင်းမလဲအိမ်ဘက်ကိုပြန်လှည့်တာပဲကောင်းတယ်ဒီမှာကောင်မလေးတောင်မိတ်ဆက်ကြည့်အောင် hello ဟာဒီကောင်မလည်းတော်တော်ချီတာပဲငါ့ကိုမိတ်တောင်ဆက်ချီတဲ့လူတွေနဲ့စကားမပေါင်းတာပဲကောင်းပါလေငါအိမ်ပြန်တော့မယ်
ဒီရောက်ရှင်လည်းမသွားရဲပါဘူးကြောက်တယ်ဒါပေမဲ့ဝင်ကြည့်ရမယ်လေချယ်ရီကဆက်စုတဲ့စိတ်ရှိတယ်ဒီရောက်ဆယ်ရီဒီဘက်ကိုသွားကြည့်မယ်ဒီပေါ်မှာဘာတွေရှိလဲဆိုတာဝဝင်လေးထွက်လာရုပ်ရှင်ရောကြောက်တဲ့အညောအဲ့ဒီဝဝင်လေးကကြောက်ဖို့အရင်ကောင်းတယ်ဒီစောင်းရမှာဆိုချယ်ရီကြောက်ဆုံးဒီဝဝင်လေးပဲဝဝင်တရေကပေါ့ချယ်ရီကြည့်ရဝဝင်တရေကပေါ့ဦးကြောက်ဖို့ကောင်းလိုက်တာငါဒီကိုလာတာမှားပြီလားမသိဘူးဒါပေမဲ့စိတ်ဝင်စားဖို့တော့တော်တော်ကောင်းတယ်သူတို့ဘာလုပ်မလဲဆိုတာစောင့်ကြည့်ရမယ်သူတို့ဘာလုပ်မလဲဟိုဘက်မှာဝဝင်အပန်းရောင်လေးတွေဟိုဘက်မှာကသူတို့ခေါင်းဆုံးနေပြီပြေးဖို့တော့ဆင်းသစ်ပြထားလိုက်တော့ချယ်ရီရဲ့ကျန်နေပြီသူတို့ကျန်နေပြီသူတို့သူတို့ဘာလုပ်မလဲဆိုတော့စောင့်ကြည့်ရမယ်တို့ဒီကိုလာတော့မှာပြီးပါဦးအားလိုက်ပါမယ်ဒီလိုမျိုးအေးဟောအားရန်ကောင်းချော်ကြီးရှင်နေပေးစနေမှာနေယူရငါသိတယ်ချင်းတာမထဲနဲ့ဟုတ်လို့အိတ်ပြလာကြည့်ရောကြည့်သေးကြည့်ကျန်တော့မင်းဘာလို့လုံးနဲ့မိုးအောင်ထုတ်တော့မယ်အဲ့လိုအမြန်ပြန်မရမယ်အိမ်ပြန်တော့မယ်ဒါဒီလိုစောင်းနေဘက်မှာကဘာကွင်းကိုလာရတဲ့အရာတော်တော်မိုက်တာပဲမိုက်တယ်အိုးဒီမှာဆိုရင်နှင်းနေအများကြီးပဲငါအိမ်ပြန်ရမယ်ဟူမိုက်လိုက်တာစပိန်စီရတာတော်တော်မိုက်တယ်ဒါပေမဲ့မနေတော့နေရတယ်နှင်းနေနေဆိုတော့လေဒီမှာလေးရက်ကွက်လုံးဒီမှာနှင်းနေကြီးပဲဟိုမာကြီးကမအေးဘူးလားမသိဘူး sorry မိုင်းအိမ်ကိုပြန်ရမယ်ဒါအိမ်ကိုလည်းပြန်ရောက်ပြီဆိုတော့အားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ချင်တော့မလေး